One Piece မှာကဘာ3ခုရှိပါတယ်။ကဘာ3ခုထဲမှာပထမကဘာကနေအခုထိအုပ်ချုပ်နေတာက Imu ပါ။ Imu မကောင်းမှန်းသိနဲ့မတိုက်ခိုက်ဘူးလားဆိုတော့ yes တိုက်ခိုက်ပါတယ်။ပထမနဲ့ဒုတိယကဘာမှာ Nika နဲ့ Joy Wine ဆိုတဲ့ပုံကိုရ Imu ကိုရင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့အရှုံးကြီးရှုံးခဲ့ပါတယ်။ဆိုတော့အခုတတိယကဘာမှာတော့ Imu ကိုပြန်ဖြုတ်ချဖို့အတွက်ပြင်ရရှိရည်ပြင်ပြီးပါပြီ။ဆိုတော့တတိယကဘာမှာရော Imu ကိုနိုင်ပါမလား။ကျွန်တော်ကြာရှုံးမွေဆုံးရှုံးမွေဆိုတော့တနည်းအားဖြင့်သင်ခန်းစာပါ။ဆိုတော့ပထမကဘာဒုတိယကဘာအဲ့ရအမားတွေကိုသင်ခန်းစာယူပြီးတော့အခုတတိယကဘာမှာပြန်အသုံးချပြီးတော့ Imu ကိုဘယ်လိုအနိုင်ယူရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးတော့မှာပါ just a theory ပါ okay ဆိုတော့ပထမဆုံးအနေနဲ့ Imu ကိုဘာဖြစ်လို့တိုက်ခိုက်လို့မရလဲဆိုရင်တော့သူ့ရဲ့ body ကြောင့်ပါအားလုံးသိတဲ့အတိုင်း Imu ရဲ့ body ကအခုထိဘာမှန်းကိုမသိခဲ့ဘူး Nika နဲ့ Joy Wine ကလည်း Imu ကိုသူ့ခေတ်သူခါတော့တိုက်ခိုက်ခဲ့ရမှန်ပေမဲ့လို့ထိအောင်မှုမရှိပါဘူးဒါပေမဲ့ God Valley မှာ Rock Roger Newgate Gap Kaido ဘင်မွန်းတို့ကသူတို့ရဲ့အကြမ်းဆုံးဆိုတဲ့ပုံစံနေနဲ့ Imu ကိုတိုက်ခိုက်ခဲ့ပါတယ် Imu ကိုထိတော့ထိတယ်ဒါပေမဲ့ Imu ရဲ့ body ကအရိပ်လိုအခိုးငွေလိုပဲဖြစ်သွားပါတနည်းအားဖြင့် Imu မှာ physical body မရှိဘူးလို့ယူဆလို့ရပါတယ်ဆိုတော့ Imu ရဲ့ physical body ကဘယ်မှာပွက်ထားရလဲကျွန်တော်မြင်နေကြတွေ့နေကြ Holy Land ဒီ Flower Room ထဲမှာလားဘယ်မှာရှိရလို့ထင်လဲကျွန်တော်မြင်နေကြတွေ့နေကြဖြစ်တဲ့ Holy Land ရဲ့အချိန်မီဒီ Revolution Army အကောင်တွေခဏဝင်းတိုက်နေရမလို့လုံးဝစိတ်မဖြစ်ပါဒီလိုစိတ်မဖြစ်တဲ့နေရာမှာ Imu ကလည်းသူ့ရဲ့ body ကိုထားဖို့မဖြစ်နိုင်ပါဆိုတော့ဘယ်နေရာရှိသေးလဲနောက်တနေရာကတော့ Abyss ပါ Chapter 1167မှာ Imu ကသူ့ရဲ့ power နောက်တစ်ခုကိုမိတ်ဆက်သွားပါတယ်အဲ့ဒါက Shallow Sea Deep Sea ပြီးရင် Abyss ဒီသုံးခုကဘာလဲဆိုတော့ Holy Land မှာနေတဲ့ TR အတွက် level ခွဲထားတယ်လို့ပါဥမာ Marine ဘက်မှာဆိုရင် Navy Soldier Captain Vice Admiral ပြီးရင် Fleet Admiral အဲ့လိုအဆင့်ခွဲထားတယ်လို့မျိုးပေါ့ဆိုတော့လူရင်းတို့ရှင်းပြောရမယ်ဆိုရင် Imu မှာ C3 သီးရှိရဲအဲ့ထက်ကအနှိမ်ဆုံးကို Shallow Sea လို့ခေါ်တယ်ဒီ C က War Government နဲ့အခုမှဝင်လာတဲ့ member တွေမှကြားတာပါတနည်းအားဖြင့်ဒီကောင်တွေကို Goblet လို့ခေါ်ရတယ် God Knight တွေထက်နည်းနည်းနှိမ်နေShallow Sea ကိုရထားတဲ့ကောင်တွေကဘာလုပ်နိုင်လဲဆိုရင်တာမန် Abyss အသုံးပြုနိုင်တယ်ပြီးရင် Devil Fruit ကိုအသုံးပြုနိုင်တယ်Immortal ဖြစ်မဖြစ်ကတော့မသိကြဘူးမဖြစ်ဖို့များတယ်ပြီးရင် DC က God Knight တွေရထားတဲ့ C ပါထွေထူးမရှိဘူး Shallow Sea နဲ့တူတယ် Immortal ဖြစ်သွားပဲပို့သွားပါအမြင့်ဆုံး C ကိုတော့ Abyss လို့ခေါ်ရတယ်အခုလက်ရှိ Abyss က Fight Elder တွေရထားဖြစ်ပါတယ်မသိမျိုးတွေဖြစ်တယ်ပိုပြီးထူးခြားတာက Devil Fruit Power မှာရိုးခိုင်နေအစွမ်းကိုရထားဖြစ်ပါတယ်ဆိုတော့ DC 3ခုတည်းကတစ်ခုမှာ Imu ရဲ့ body အစ်စ်ကရှိမယ်လို့ကျွန်တော် theory ကခန့်မှန်းလို့ရပါတယ်ဆိုတော့ DC 3ခုရဲ့အနက်ဆုံးဖြစ်တဲ့ Abyss ထဲမှာပဲ Imu ရဲ့ body ကရှိရပဲဆိုရပါစို့ Imu ကိုတိုက်ခိုက်မဲ့ကောင်က Abyss ကိုဝင်ပြီးတိုက်မှာကိုရမှာပါတနည်းပြောရမယ်ဆိုရင် Abyss ကိုဝင်နိုင်မှာ Imu ရဲ့ body အစ်စ်ကိုထိအောင်လုပ်နိုင်မှာဖြစ်ပါတယ်ဒီ theory idea ဘယ်ကနေရတယ်ဆိုတော့ကျွန်တော်Raplin เนี่ย Thor Music Demon ကြီးကိုအားလုံးမှတ်မိမယ်လို့ထင်ပါတယ်ဒီကောင်ကြီးကိုဖျက်ဆီးဖို့ဆိုရင်အပြင်ကဘာမှာလည်းတိုက်ခိုက်ရတယ်လို့အတွင်းကဘာမှာလည်းတိုက်ခိုက်ရပါတယ်ပြီးတော့ Oda ကိုယ်တိုင်လည်းဒီ Raplin interview မှာ Thor Music Demon လို့ကောင် main story ရဲ့မှာပါလာမယ်လို့ပြောထားရှိပါတယ်ဆိုတော့အဲ့လိုကောင်မျိုးကအခုလက်ရှိ Imu မှဖြစ်နေမှာရှေ့မှာဖေးခဲ့တဲ့ Nika နဲ့ Joy Wine ကြတော့ Imu ရဲ့အပြင်ကဘာမှာပဲတိုက်ခိုက်နေလို့အလုံးမဖြစ်တယ်လို့ပြောလို့ရတယ်အခုတတိယကဘာမှာအပြင်ကဘာကနေ Imu ကိုတိုက်ခိုက်မဲ့သူတွေဘယ်သူရှိမလဲဒါက chapter 1138ရဲ့နောက်ဆုံးpanel ထဲမှာပြသွားပါတယ်တတိယကဘာမှာနေတဲ့သူတွေအကုန်လုံးက Imu ကိုတိုက်ခိုက်မှဖြစ်ပါတယ်ဆိုတော့ Abyss ကိုဖျက်ပြီးတော့ Imu ရဲ့ body စစ်ကိုတိုက်ခိုက်မဲ့သူကဘယ်သူရှိအောင်မလဲထူးထူးပြည်ကြည့်နေကြမရှိပါဘူး Tish ပါTish ကဘာဖြစ်လို့ Abyss ကိုဝင်ပြီးတိုက်ခိုက်မလဲဆိုရင်ကျွန်တော်မှအထောက်ထားရအများကြီးရှိပါတယ်ပထမတစ်ခုကတော့ Inter မှာ hot နေတဲ့ theory ပါအဲ့ဒါဘာလဲဆိုတော့ Light ကိုကိုစားပြုတဲ့ Luffy နဲ့ Dark Knight ကိုကိုစားပြုတဲ့ Tish က team up လုပ်ပြီးတော့ Imu ကိုအတူတူတိုက်ခိုက်ရမယ်ဆိုတာပဲဒီ theory ကိုကျွန်တော်တိတ်တော့သဘောမကျမိဘူးဘာဖြစ်လို့ဆိုတော့ Luffy ရဲ့တခြားကောင်တွေနဲ့ partner ဖွဲ့ခြင်းဖွဲ့မယ် Tish နဲ့ကလုံးလုံး partner ဖွဲ့မှာမဟုတ်ပါဘူးဘာဖြစ်လို့ဆိုတော့ Tish နဲ့ Luffy ကြား story ကအားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ဆိုတော့ဘယ်လိုဖြစ်လာမလဲဆိုရင်သူတို့နှစ်ယောက်တိုက်ကတော့တိုက်မှာသိကြရဲဒါပေမဲ့ Luffy ကအပြင်ကဘာတိုက်မယ်ဆိုရင် Tish ကအတွင်းကဘာကနေတိုက်မယ်အဲ့သဘောပါပဲဒုတိယတစ်ခုက Abyss ကိုဝင်ဖို့အဖြစ်နိုင်ဆုံးကလည်း Tish ပါပဲဘာဖြစ်လို့လဲဆိုရင် theory လို့ယူဆထားတဲ့ Satan ရဲ့ power က Tish စီမှာလက်ရှိနေပြီးသားဖြစ်လို့ပါတတိယတစ်ချက်အနေနဲ့က Rock က Imu ကိုတိုက်ခဲ့တဲ့အချိန်မှာသုံးတဲ့ Pandemonium ဆိုတာကိုဘာသာပြန်မယ်ဆိုရင် Hell Capital လို့အဓိပ္ပာယ်ရပါတယ်ငရဲမျိုးတော်ကိုရည်ရတာပါငရဲမျိုးတော်ဆိုတာဟိုအောက်ဆုံးမှာရှိရပါဆိုတော့တားဖြစ်သူ Tish ကလည်း Imu ရဲ့ body စစ်ကိုထိခိုက်ဖို့အတွက် Abyss ထဲအထိဝင်ပြီးတိုက်ခိုက်မယ်ဆိုတဲ့သဘောပါဒါတော့ဆိုရင်တော့ Imu ကိုဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ theory ကပြည့်စုံလောက်ပြီလို့ထင်ပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ကြ